စဉ်ပြေနေတဲ့တဲ့တွေကိုကြားတော့မနှက်ဖြန်တွေမှတွေ့ရအောင်မတင်မိခဲ့တာပေါ့အချိန်ကိုနောက်ပြန်လဲလို့ရရင်ဘယ်လောက်ကောင်းမလဲနေဝင်ချိန်ရောက်ခဲ့မယ်မထင်ဘူးပေါ့ဒီနွေရာသီခရီးထွက်မသွားပြီတွေ့တာနောက်ဆုံးပေါ်အပြန်လာအောင်မလားမင်းကိုစောင့်မျှော်နေမိခဲ့အခွဲခွာခြင်းဆိုတဲ့ကံတရားတွေတဲ့လူတယောက်တန်ဖို့ဟာမရှိချိန်မှနားလေမင်းနဲ့နောက်ထပ်မတွေ့ရတော့ဘူးကျတဲ့ကလုံးမိုးသားတဲ့ခရီးထွက်သွားတော့တကယ်ဆိုအကောင်းဆုံးပေးဆက်သွားခဲ့တာပဲကျန်တာတွေအားလုံးနောက်ဆက်ထားခဲ့လိုက်တော့တငယ်ချင်းအတူတူဘဝခရီးကြမ်းတွေဖြတ်ဖူးတော့အတရားကိုစီယူမိုက်ချင်မြတ်ဝေခဲ့ဘူးတော့ဒီချိန်မဲ့အကြောင်းပြောရင်မင်းကိုသိလွမ်းတယ်မင်းနဲ့နောက်ထပ်မတွေ့ရတော့ဘူးအကျတဲ့ကလုံးမိုးသားတဲ့ခရီးထွက်သွားတော့တကယ်ဆိုအကောင်းဆုံးပေးဆက်သွားခဲ့တာပဲအကျဉ်းနာတွေအားလုံးနောက်ဆက်ထားခဲ့လိုက်တော့ခွဲခွာခြင်းဆိုတဲ့ကံတရားတွေတဲ့လူတယောက်တန်ဖို့ဟာမရှိချိန်မှနားလေမင်းနဲ့နောက်ထပ်မတွေ့ရတော့ဘူးအကျတဲ့ကလုံးမိုးသားတဲ့ခရီးထွက်သွားတော့အကောင်းဆုံးပေးဆက်သွားခဲ့တာပဲအကျန်တာတွေအားလုံးနောက်ဆက်ထားခဲ့လိုက်တော့အကောင်းဆုံးပေးဆက်သွားခဲ့တာပဲအကျဉ်းတကူလုံးမိုးသားတဲ့ခရီးဆက်သွားတော့ငယ်အိမ်မတွေ့နဲ့လွမ်းနေမယ်အစင်ပြေနေတဲ့တဲ့တွေကိုကြားတော့မနှက်ဖြန်တွေမှတွေ့ရအောင်မထင်မိခဲ့တာပေါ့အချိန်ကိုနောက်ပြန်လဲလို့ရရင်ဘယ်လောက်ကောင်းမလဲအစင်ပြေနေတဲ့တဲ့တွေကိုကြားတော့မနှက်ဖြန်တွေမှတွေ့ရအောင်မတင်မိခဲ့တာပေါ့အချိန်ကိုနောက်ပြန်လဲလို့ရရင်ဘယ်လောက်ကောင်းမလဲနေဝင်ချိန်ရောက်ခဲ့မယ်မထင်ဘူးပေါ့ဒီနွေရာသီခရီးထွက်မသွားပြီတွေ့တာနောက်ဆုံးပေါ်အပြန်လာအောင်မလားမင်းကိုစောင့်မျှော်နေမိခဲ့အခွဲခွာခြင်းဆိုတဲ့ကံတရားတွေတဲ့လူတယောက်တန်ဖို့ဟာမရှိချိန်မှနားလေမင်းနဲ့နောက်ထပ်မတွေ့ရတော့ဘူးကျတဲ့ကလုံးမိုးသားတဲ့ခရီးထွက်သွားတော့တကယ်ဆိုအကောင်းဆုံးပေးဆက်သွားခဲ့တာပဲကျန်တာတွေအားလုံးနောက်ဆက်ထားခဲ့လိုက်တော့
တူဘဝခရီးချမ်းတွေဖြတ်ဖူးတော့အတရားကိုစီယူမိုက်ချင်မမြဝေခဲ့ဘူးတော့ဒီချိန်မဲ့အကြောင်းပြောရင်လင်းကိုသိလွမ်းတယ်မင်းနဲ့နောက်ထပ်မတွေ့ရတော့ဘူးအကျတဲ့ကိုလုံးမိုးသားတဲ့ခရီးထွက်သွားတော့တကယ်ဆိုအကောင်းဆုံးပေးဆက်သွားခဲ့တာပဲအကျဉ်းနာတွေအားလုံးနှုတ်ဆက်ထားခဲ့လိုက်တော့ဆိုတဲ့ကံတရားတွေတဲ့လူတယောက်တန်ဖို့ဟာမရှိချိန်မှနားလေမင်းနဲ့နောက်ထပ်မတွေ့ရတော့ဘူးအကျတဲ့ကိုလုံးမိုးသားတဲ့ခရီးထွက်သွားတော့အကောင်းဆုံးပေးဆက်သွားခဲ့တာပဲအကျဉ်းနာတွေအားလုံးနှုတ်ဆက်ထားခဲ့လိုက်တော့မင်းနဲ့နောက်ထပ်မတွေ့ရတော့ဘူးအကောင်းဆုံးပေးဆက်သွားခဲ့တာပဲအကျဉ်းတကူလုံးမိုးသားတဲ့ခရီးဆက်သွားတော့အစင်ပြေနေတဲ့တည်တွေကိုကြားတော့မလက်ဖြန်တွေမှတွေ့ရအောင်နဲ့ထင်မိခဲ့တာပေါ့အချိန်ကိုနောက်ပြန်လဲလို့ရရင်ဘယ်လောက်ကောင်းမလဲအစင်ပြေနေတဲ့တည်တွေကိုကြားတော့မနှက်ပြန်တွေမှတွေ့